တငယ်ချင်းငါဘောတော့ပြီးပါပြီကွာသူမနဲ့လမ်းခွဲလိုက်ရကြတဲ့ကငါမှဘာကိုမှစိတ်မပါတော့ဘူးရင်ထဲမှာဟာလာဟီလင်းကြီးဖြစ်နေတာတကဘာလုံးချော့ကတ်သွားသလိုပါပဲ တကဘာလုံးချော့ကတ်သွားသလိုပါပဲ ဝန်းနေစရာကြီးပဲကွာဒါဆိုမင်းသမင်းအစားရလားအချစ်ကြောင့်အစာငတ်ခံနေရလား ဘယ်စားနိုင်မှာလဲကွာအစာကိုမြင်ရင်တော့ညှိကြနေတာဘာဆာအရတာကိုမရှိတော့ဘူး အစာမစားနိုင်တာတော့ဟုတ်ပါတယ်ဒါပေမဲ့ခုနကတင်မင်းအိတ်ခမ်းထဲမှာဓာတ်မော့တုံးထုတ်တယောက်တည်းအကုန်နှိပ်စားပြီးအချိုးပွဲအနေနဲ့ကိတ်မုတ်ကဝါစားနေရငါတွေ့လိုက်တယ်နော် အဲ့ဒါကငါရင်ထဲကဟာလာဟင်းလေးဖြစ်နေတာကိုအစားအစာနဲ့ပြန်ဖြစ်နေတာလေကွာအချစ်မရှိရင်ဘိတ်ထဲမှာတော့တခုခုရှိနေမှဖြစ်မှာပေါ့ အချစ်မရှိရင်ဘိတ်ထဲမှာတော့တခုခုရှိနေမှဖြစ်မှာပေါ့ ဟဲ့အောင်မင်းကအတဲကွဲနေတာမဟုတ်ဘူးအစာအိမ်ကအလုပ်ပေးနေတာမင်းရင်ဘက်ကဟာနေတာမဟုတ်ဘူးမင်းဘက်ကဟာနေတာအဆွေးသမားအိတ်တင်လာမလုံးနဲ့မင်းဘိတ်ခေါက်ထွက်လာတာပဲအဖက်တင်လိုက်မယ် မင်းဘိတ်ခေါက်ထွက်လာတာပဲအဖက်တင်လိုက်မှာ